heat stroke ဖြစ်တဲ့အချိန်မှာခန္ဓာကိုယ်ကချွေးတွေအရန်ထွက်ပြီးတော့ရေနေမကဘူး electrolyte တွေပါအများကြီးဆုံးရှုံးသွားတယ် electrolyte drink တွေကိုတောက်နေရင်လူကလမ်းတလို့ခံစားရပေမဲ့ပေါ့နော်အဲ့ဒါက treatment မဟုတ်ဒီနေ့မှာတော့တော်တော်များများမှားနေကြတဲ့ ORS ဓာတ်စားနဲ့ electrolyte အားဖြည့်အချိုရည်နှစ်မျိုးစလုံးကအားဖြည့်တာအတူတူပဲလို့အထင်မှားနေရတယ်ပတ်သက်ပြီးတော့ရှင်းပြပေးသွားခြင်းပါတယ်ကျမကတော့မပွင့်ဖြိုဝင်မှာဇေဝပညာရှင်ဖာမစစ်တယ်ဦးဖြစ်ပါတယ်ရှင်ဒီလိုမျိုးဓာတ်စားတောက်ရင်လေလူကိုကုံဆုံးသွားတဲ့ဓာတ်တွေကိုပြန်ပြီးတော့ပြေတယ်အားဖြစ်စေတယ်ဒါဆိုရင် electrolyte လို့ခေါ်တယ်အားဖြည့်အချိုရည်တွေကိုတောက်လို့ရှိရင်လေအားပြေပြီးတော့လန်းသွားတာအတူတူပဲမဟုတ်ဘူးလားဒါကြောင့်ဝင်လျှော်လို့ရှိရင်ဓာတ်စားမတောက်ဘဲနဲ့အားဖြည့်အချိုရည်တွေကိုပဲအစားထိုးပြီးတော့တောက်လိုက်မယ်ဆိုလို့ရှိရင်တော့နိုးပါဘာလို့နိုးရတာလဲဆိုတော့ကြတော့အဲ့နှစ်ခုကအလုံးလုံးပုံမတူပါဘူးဘာကြောင့်မတူတာလဲဆိုတာလေးကိုလည်းအသေးစိတ်ဆက်ပြီးတော့ရှင်းပြပေးပါမယ် ORS ဆိုတာက oral rehydration salt ဓာတ်စားဆိုတဲ့အတိုင်းပဲသူ့ထဲမှာ sodium chloride potassium နဲ့ glucose တွေကိုခန္ဓာကိုယ်ကနေပြန်ပြီးတော့စုပ်ယူနိုင်ဖို့ရအတွက်သိပ္ပံနည်းကျတွက်ချက်ပြီးတော့ထုတ်ထားတာပဲဖြစ်ပါတယ် electrolyte ကကြတော့ sodium ပါဝင်မှုနည်းတယ် sugar တကြားများတယ် ratio ကိုလည်းသေချာတွက်ပြီးတော့ထည့်ထားတာမျိုးမဟုတ်ဘူးလူကိုလန်းစေတာတွေပါတတ်တဲ့ဗိတာမင်အချို့လည်းပါတတ်တယ်အခုလိုအပူလွန်ကဲတဲ့ရာသီဥတုမှာ heat stroke ဖြစ်တတ်ပါတယ် heat stroke ဖြစ်တဲ့အချိန်မှာခန္ဓာကိုယ်ကချွေးတွေအရန်ထွက်ပြီးတော့ရေနေမကဘူးဆိုဒီယမ် potassium chloride လိုမျိုး electrolyte တွေပါအများကြီးဆုံးရှုံးသွားတယ်အဲ့လိုအချိန်မှာရေတောက်ပေးနေုံနဲ့မလုံလောက်ဘူး electrolyte drink တွေကိုတောက်နေရင်လူကလမ်းတလို့ခံစားရပေမဲ့ပေါ့နော်အဲ့ဒါက treatment မဟုတ်ဘူးအချို့များပြီးတော့ sodium နည်းတဲ့အတွက်ကြောင့်မလို့ကျမတို့ခန္ဓာကိုယ်တွေကဆုံးရှုံးသွားတဲ့ electrolyte balance ကိုလည်းပြန်ပြီးတော့မညှိပေးနိုင်ပါဘူး heat stroke ဖြစ်တဲ့အချိန်မျိုးချွေးထက်များလို့ခေါင်းမူးပြီးတော့ပင်ပန်းနှွမ်းနေတာမျိုးခွန်အားကိုအသုံးပြုပြီးတော့လှုပ်ရှားမှုများတဲ့အားကစားသမားတွေနေပူထဲမှာအလုံးလုံးနေရတဲ့သူတွေအတွက်ဆိုလို့ရှိရင်ရေရဲ့ electrolyte drink နေရထက်စလို့ရှိရင် WHO formula နဲ့ထုတ်ထားတဲ့ ORS မျိုးကသာပို့ပြီးတော့ထိရောက်ပါတယ်ဘာလို့လဲဆိုတော့ကြတော့ ORS ကဥထဲမှာ glucose sodium co-transport mechanism ကိုအသုံးပြုပြီးတော့ရေကိုမြန်စုပ်ယူနိုင်အောင်လုပ်ပေးလို့ပဲဖြစ်ပါတယ်အဲ့ဒါက treatment level rehydration ပဲဖြစ်ပါတယ်ဒါကြောင့်မလို့အခုလိုပူတဲ့အချိန်တွေမှာပင်ပန်းနှွမ်းနေမှုကိုတိတိတတ်တာလျှော့ချခြင်းနဲ့ဆိုလို့ရှိရင် ORS ကသာပို့ပြီးတော့ထိရောက်ပါတယ်နောက်ပြီးအရေးကြီးတဲ့တစ်ခုကကြတော့ORS နဲ့ electrolyte ကိုဝင်းလျှော့တဲ့အချိန်မှာမှားပြီးတော့တောက်နေရဲဆိုလို့ရှိရင်လည်းပို့ပြီးတော့သိတာပါတယ်အဲ့ဒီအချိန်မှာခန္ဓာကိုယ်ထဲမှာဆိုဒီယမ်တွေပိုတက်ဆီယမ်တွေကလိုရိုက်တွေဆုံးရှုံးတာကများတယ်ဒါကြောင့်အချိန်မီပြန်ပြည့်နိုင်ဖို့အတွက် ORS ကိုတောက်ပေးမှသာမြန်ပြန်ပြည့်နိုင်မယ်အဲ့ဒါကလည်း treatment ကုသမှုလုပ်ပေးတာပဲဖြစ်ပါတယ်အဲ့လိုမျိုးဝင်းလျှော့တဲ့အချိန်မှာ ORS ကိုမတောက်ဘဲနဲ့ electrolyte လိုမျိုးအားဖြည့်အချိုရည်တွေကိုတောက်မိရဲဆိုလို့ရှိရင်ဝင်းကပို့ပြီးတော့ရှော့မယ်ဘာကြောင့်လဲဆိုတော့ကြတော့ electrolyte အရည်တွေမှာ sugar များတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဥထဲမှာ osmotic ဖြစ်ပြီးတော့ဝင်းပိုရှော့စေတယ်ပေါ့နော်ဆိုဒီယမ်ကလည်းပါဝင်မှုကမလုံလောက်ဘူးဒါကြောင့်မလို့ရေကိုမစုပ်ယူနိုင်ဘူးခန္ဓာကိုယ်ကရေဆုံးရှုံးမှုတွေပို့ပြီးတော့များမယ် electrolyte ကလည်း balance မဖြစ်တော့အဲ့ဒါကကလေးတွေနဲ့အသက်ကြီးပိုင်းလူကြီးတွေမှာဆိုလို့ရှိရင်ပို့ပြီးတော့သိတာတယ်ဓာတ်စားတောက်တာကအဖိုးမများဘူးမခက်ခဲဘူးအပန်းမကြည့်ဘူးဒါပေမဲ့အသက်ကယ်ပေးနိုင်လောက်အောင်ထိကိုတန်ဖို့ရှိတယ်ဒါကြောင့်တတိလေးထားစီခြင်းပါတယ်ဓာတ်စားတောက်ရတာကအရာသာမကောင်းဘူးဆိုပြီးတော့မတောက်ဖဲနဲ့ electrolyte တွေပဲရွေးတောက်ပြီးတော့ရေဓာတ်ပြန်ပြည့်ပေးနေတယ်ပဲထင်ပြီးတော့ပေါ်ဆဆမလုပ်သင့်ပါဘူးဒါကြောင့်ဝင်းပြက်ဝင်းလျှောရင်အန်ရင်ဖြားရင်အပူလွန်ကဲရင်ခန္ဓာကိုယ်ကအရည်ဆုံးရှုံးမှုအယမ်းများနေချိန်မျိုးတွေမှာ YC ORS လို့ခေါ်တဲ့YC ဓာတ်စားလိုမျိုး WHO formula နဲ့ထုတ်ထားတဲ့ဓ
ဓာတ်စားမျိုးကိုမဖြစ်မနေတောက်ဖို့ရပြောချင်ပါတယ်ကဲဒီလောက်ဆိုလို့ရှိရင်တော့တော်တော်များများမှားနေကြတဲ့ ORS ဓာတ်စားနဲ့ electrolyte အားဖြည့်အချိုရည်တွေရဲ့အလုပ်လုပ်ပုံတွေမတူဘူးဆိုတာကိုသိသွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်ကိုပတ်ဝန်းကျင်ကသူတွေကိုလည်းပြန်လည်ဝေမျှဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်အားလုံးပဲကျမ်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်